ကျွန်တော်တို့အရေးပေါ်အခက်အခဲကြုံနေတဲ့အချိန်မှာဖုန်းနံပါတ်ကိုဘယ်လိုမြင်ရှာမလဲဆိုတာကိုစမ်းကြည့်အောင်ပေါ့နော်ငါ့ကိုတစ်ချက်မြန်ကူညီပါအောင်ဒီမှာနှက်ခမ်းမွေးဆိုတဲ့လူတစ်ယောက်ကမြန်မာနိုင်ငံသားတွေကိုနှိပ်စက်နေရအောင်ငါတွေ့နေရပါတယ်အဲ့ဒါသူဟိုရဲတိုင်ဖို့အတွက်ထိုင်းနိုင်ငံရဲစခန်းရဲ့ဖုန်းနံပါတ်ငါ့ကိုမြန်ပေးပါထိုင်းနိုင်ငံရဲဌာနရဲ့အရေးပေါ်ဖုန်းနံပါတ်ကတော့191ဖြစ်ပါတယ်ခင်ဗျာခရီးထွားရဲဌာနဖုန်းနံပါတ်ကလည်း1155ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံတန်ယုံရဲ့ဖုန်းနံပါတ်ကိုလည်းရှာဖွေပေးနိုင်ပါတယ်နော်အခုဘန်ကောက်မှာရှိရဲ့မြန်မာတန်ယုံကိုလိုချင်တာလားခင်ဗျာဟုတ်တယ်မြန်မာနိုင်ငံတန်ယုံရဲ့ဖုန်းနံပါတ်လည်းလိုအပ်တယ်ပေါ့နော်သူတို့ကမြန်မာပြည်သူတွေကိုနှိပ်စက်နေတာကိုသူတို့ကမမြင်တာလားထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံရဲ့ဖုန်းနံပါတ်က12337220ဖြစ်ပါတယ်ခင်ဗျာလိုအပ်ရင်တိုင်ချဖို့အကူအညီတောင်းနိုင်ပါတယ်နော်အေးပေါ့ငါကတော့မျက်မြင်သက်သေတယောက်အနေနဲ့ပေါ့နော်နောက်ပြီးတော့ပြောမယ်တိလားဒီငါကအခုထိုင်းနိုင်ငံလေယောင်sorry ထိုင်းနိုင်ငံရေယောင်နီကွန်ပတနာမှာနေတယ်ပေါ့အဲ့ဒီကဖုန်းနံပါတ်ပေးရောငါအခုနေတဲ့နေရာကထိုင်းနိုင်ငံလေယောင်နီကွန်ပတနာမှာနေတယ်နီကွန်ပတနာရဲ့ဖုန်းနံပါတ်ပေးပါအောင်အနည်းဆုံးရဲစခန်းဖုန်းနံပါတ်ဟုတ်ဘာဖြစ်သွားလဲထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့မြန်မာတန်ယုံဖုန်းနံပါတ်က1331214ဖြစ်ပါတယ်ကောလိုအပ်ရင်တိုက်ရိုက်ဆက်သွယ်သည့်အကူအညီတောင်းနိုင်ပါတယ်ခင်ဗျာတရားဥပဒေနဲ့အညီအကူအညီပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနောက်ပြီးတော့နှက်ခမ်းမွေးဆိုတဲ့လူရောက်လာလို့ရှိရင်သူ့ကိုရဲစခန်းမှာတိုင်ဖို့အတွက်ငါတို့အခုလက်ရှိနေတဲ့မြို့ရဲ့ရဲစခန်းဖုန်းနံပါတ်ပေးပါအောင်ငါအခုလက်ရှိနေတဲ့နေရာကထိုင်းနိုင်ငံရေယောင်နီကွန်ပတနာမှာနေပါတယ်ထိုင်းနိုင်ငံရေယောင်နီခုံပတနာရဲစခန်းဖုန်းနံပါတ်က6 code 1111 wall 3ဖြစ်ပါတယ်ခင်ဗျဒီဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်ပြီးအကူအညီတောင်းနိုင်ပါတယ်နော်โอเคရပြီပေါ့နော်တကယ်လို့အရေးပေါ်အခြေအနေနဲ့ကြုံလာတဲ့အခါမှာဖုန်းနံပါတ်ကိုဒီလိုမျိုးတောင်းယူပြီးတော့ဆက်သွယ်လို့ရပါတယ်နော်